AI ကနေပြီးတော့ site တဲ့ဆက်လက်ရွက်စားလို့ရနေပါပြီ5 ringgit ပဲရှိရနော် AI ကနေ site တာအခုမြင်ရမှာတော့ APU မှာစဝင်လာပြီဆိုတာနဲ့ကျောင်းသားတွေစုံစမ်းကြတဲ့ဆွေးနွေးကြတဲ့နေရာဖြစ်ပါတယ်ဒါကျွန်တော်တို့မြန်မာကျောင်းသားပဲဖြစ်ဖြစ်ဘယ်နိုင်ငံကျောင်းသားပဲဖြစ်ဖြစ်တခုခုကကိစ္စရှိတယ်ဆိုလို့ရှိရင်လည်းကျောင်းသား student national ambassador တွေကိုယ်တိုင်ရှိတယ်ဆိုတော့ဒီမှာလည်းကျွန်တော်တို့ဒီနေ့တိုးမှာကျတော့မြန်မာနိုင်ငံ national ambassador ကိုယ်တိုင်လိုက်ပြမှာဖြစ်ပါတယ်စိတ်ဝင်စားကြတယ်အများကြီးရှိတာမို့လို့မတူတူလိုက်ကြည့်ပေးကြပါအခုစရောက်မဲ့နေရာက auditorium လို့ခေါ်တဲ့ဒါကျောင်းသားတွေရဲ့ lecture room လို့လည်းပြောလို့ရတယ် presentation တွေလုပ်တဲ့နေရာလို့လည်းပြောလို့ရတယ်နေရာကိုစရောက်လာမှာဖြစ်ပါတယ်ဝါအားလုံးမြင်တဲ့အတိုင်းပဲကျွန်တော်တို့စတူဒီယိုတွေကိုရောက်နေရလားစာတင်ခန်းထဲရောက်နေရလားတော့မသိဘူးပေါ့နော်အကန်ကောင်းနေကျွန်တော်တို့ဆရာမစတော့ပေါ့နော်အဲ့ဘယ်လိုပဲပြောပြောចောင်းသားတယောက်ပဲ point of view အနေနဲ့အများနဲ့ကျွန်တော်တို့ ਨੇ ចောင်းသားတယောက်လို့ထိုင်ကြည့်ကြတယ်ဒီ PU ကမြန်မာကျောင်းသားတွေနဲ့တွေ့ရပါတယ်ကိုခိုင်းလိုက်ပြနေရတာလေသူမြန်မာနိုင်ငံအကျောင်းသားပဲဖြစ်ပါတယ်自由没有。ဆိုတော့မြန်မာ country တော့ကိုတည်တဲ့ the ambassador လို့ပြောတယ်နော်အော်ဝါဒီ marketing တို့ industrial design တို့ကျောင်းသားတွေ project ကိုproject တော့ပါ project လို့နော်ကျောင်းသားတွေconcept party design ဒါကတော့ awards တွေပါ AP ရွရတာ awards ဒီဇိုင်းနဲ့ပတ်သက်တဲ့ကောင်တွေ CAD ဆိုတော့နော် CAD ပေါ့ CAD CAM ဒီကောင်က 3D printing ဟုတ်တယ် နဲ့တော့ပါ labs ဘာသာတော့တော့ပြီးက electronic ကလည်းအရင်ရတယ် electrical electronic တော့ ဘာမှမပြောတော့ဘူးဒီလိုနဲ့စင်မစနားနေဒီဆိုင်ရယ် electrical engineering student labs ပါ very acquainted and very Ramya or when you project robotics essentialsဒါကတော့ student တွေ relax လုပ်တဲ့ area relaxation
AI နဲ့ပုံထုတ်တာ plan ဆွဲတာလောက်ကိုအကြီးဖြစ်နေလို့ထင်အခုလက်ရှိမြင်ရမယ့်ကောင်လုံးဝအကြံလာပဲ AI နဲ့အပင်ဆိုင်တယ် ပြီးဒါကျွန်တော်တို့အကြောင်းမှာပြန်သုံးတာတဲသေးမှာပြန်ရောင်းတယ် ဟိုဝယ်ကျင်တဲ့ရဘယ်လောက်လဲ5 ring လာပြီ ဟုတ်တယ်ပြန်ဝင်သေးရတယ် နောက်ပိုင်းလူမရောင်းတဲ့ AI ပဲရောင်းခိုင်းတာလား ဟုတ်လူကတော့လူပဲရောင်းတာပေါ့ AI ကနေပြီးတော့ site တဲ့ဆက်လက်ရွက်စားလို့ရနေပါပြီ5 ring ပဲရှိရတော့ AI ကနေ site တာ project အစားအဆုံးဒါကကျတော့ဒါ APU တခုတွေကပဲလုပ်တဲ့ project မဟုတ်ဘူးတခြားနိုင်ငံတွေနဲ့ပေါင်းလုပ်တဲ့ project လို့လည်းပြောလို့ရတယ်အဲ့တော့ဒီနောက်မှာအခုမြင်နေရတဲ့ site ကင်းကဒါအခုလက်ရှိနီးပညာနဲ့လုပ်တဲ့ site ကသူ site တာမဟုတ်ဘူးเนาะလူတွေက program ရေးထားတယ်ရေဖြန်းရမယ့်အချိန်မှာရေဖြန်းတယ်မြေဩတာကျွေးရမယ့်အချိန်မှာသူကလည်းသူမြေဩတာကျွေးတယ်ဒါပြီးရင်တော့လူကဒါကိုထုတ်ပြီးပြန်ရောက်တာနောက်ပိုင်းကျရင် production လုပ်တဲ့အစဉ်ခိုးတဲ့အစဉ်ရောင်းတဲ့အစဉ် marketing လုပ်တဲ့အစဉ်ငွေကောက်တဲ့အစဉ်ဒါတွေအထိပါလုပ်သွားမယ်လို့သိရပါတယ်အမေကြာတက်နေကြရတယ်software engineer အကုန်လုံး software engineer ဒီနေ့ကဘယ်ရန်ကုန်ကလဲ ကျွန်တော်မဟုတ်နေအရောင်းအောင်ဟုတ်လေဘယ်မှာလဲဒီလိုဘယ်ရလဲလဲ အော်မဟုတ်နေဒီမှာနေရဒါပေမဲ့ရန်ကုန်မှာနေတာ အကုန်လုံးရန်ကုန်ကပဲလားဟုတ်အခုပြည်သားပါမဟုတ်ပြည်သားတွေပါများပါမလားလို့မေးကြည့်ရခုနကတော့ညီမအကြောင်းတိုင်းနဲ့တွေ့ရအဖွဲ့လိုက်ကို there's a Myanmar student a lot of Myanmar students right $800 800 Myanmar student but by the end of this year so reach 1000မြန်မာအကြောင်းသား1000လောက်ရှိတော့မယ်နော်လက်ရှိတောင်းတန်းတက်နေတဲ့မှာမြန်မာအကြောင်းသားဆို maybe significant like 10% ဒါ center point အကြောင်းသားရဲ့နားမယ်စားမယ်စကားပြောမယ် hang out လုပ်မယ်ဒါမြန်မာ MPU ဆက်တက်တစ်ခုရှိရယ်ဟိုဈေးရောင်းပြီး profit ပြန်စားရတယ်အဲ့ဒါကကျတော့မဖြစ်မနေဖြည့်ပေးရတယ်ပေါ့ဒီမှာပြောတော့ဈေးပြန်ရောင်းရတယ် liquidity လုပ်ပြီးတော့ profit ယူကြရတယ် ဒီလေးတော့ဗာရောင်းပြီးသွားပြီ ကျွန်တော်ရောင်းလိုက်တာပဲဘာလေးတော့မှတ်ပြီးတော့ဘူးရောင်းလိုက်တာ ဟုတ်ကဲ့အခုဗာရောင်းနေရရှိတယ် ဒီမှာအကြောင်းသားတွေလုံးနေ project လေးတော့ရှိတယ်ဘက်မှာလို့ activity တွေလုပ်ပြီးတော့ပတ်စံပြန်အန်လုပ်တာတွေတော့ပေါ့ architecture and built environment မှာ project တွေဆိုင်လာတယ် ဒါတော့ assignment နေ project တွေเนาะ architecture သိပ်မကြသေးဘူးเนาะမှန်တိုင်းပြော EB ဒီကတနေ့ကမှ တနည်းလောက်တနည်းကျော် ကောင်းလိုက်ရောများစိတ်ဝင်စားပြီးတော့ နားနေကြfacility လည်းကောင်းတာ architecture project လေးပါပြောချင်တာကတော့မနေ့သိပ်မကြသေးဘူးဆိုပေမဲ့လည်းလက်ခံလို့ရတော့တဲ့အနေအထားတစ်ခုတော့ရှိတယ် ID မှာမဟုတ် architecture တက်ရှင်နေဆိုလို့ရှိရင်လည်း AP ရောမှာဒါမဆိုးဘူးပေါ့ကြည့်ရတယ်ကျောင်းသားတချို့ project တွေလုပ်နေကြပါလေတော့အခုတွေ့ရတယ်နော်။ကျောင်းသားတချို့တွေလုပ်နေရသေးရတယ်။အခုတို့ project တစ်ခုလာ we are working together နော်။ Okay. Multi-nation တွေများတယ် Asian တွေလည်းများတယ် African တွေလည်းများတယ် e-sport ဝေဒီက football လုပ်တဲ့ football center ဖြစ်တယ်ဒီမှာသုံးထားတဲ့ပစ္စည်းကလည်း MSI တွေတို့ဘယ်လိုရှိ MSI ပဲတတိကဒီဘက်ကကျတော့ဒါ game နဲ့ပတ်သက်တဲ့ evolution တွေကိုပြထားတဲ့ဒါပြခဲလို့ပေါ့ဒီမှာပေါ့ game development တို့ game design တို့ဒီ video game နဲ့ပတ်သက်တဲ့ interactive technology အပိုင်းပေါ့နော်ဒီအပိုင်းတွေနဲ့ပတ်သက်လို့ဒါတည်တည်ချာချာလေး dedicated လုပ်ပေးထားတဲ့နေရာတစ်ခုလည်းရှိနေတယ်နည်းပညာတွေလည်းရှိနေတယ် facility လည်းရှိနေတယ်ပေါ့နော်ဆိုတော့ပြောချင်တာအစိုးရကိုယ်တိုင် push တာဖြစ်တဲ့အတွက်ကြောင့်မလို့အစိုးရတွေကိုယ်တိုင် push တယ်ဆိုတော့ဒီ app trend နဲ့လိုက်ရင်နောင်လာရစရာမရှိဘူး game development နဲ့ပတ်သက်လို့ဒါမြန်မာနိုင်ငံကစိတ်ဝင်စားတဲ့အကြောင်းတိုင်းလည်းရေးရေးကြီး ABU မှာ join လို့ရတယ် try လို့ရတယ် game ဆောဖို့မဟုတ်ဘူးเนาะဒီ interactive ဖြစ်တဲ့ technology ဘယ်လိုလုပ်လဲ market တွေဘယ်လိုရှိလဲအဲဒါတွေကိုသိရဖို့ပေါ့နော်ဒီ industry တွေကလည်းဒါ heavy ပေါ့ $1 trillion industry ဖြစ်တဲ့အတွက်ကြောင့်canvas ထဲမှာရှိပါတယ်နော် example ဒီမှာဆိုရင်ကျောင်းသားတွေကဘိုးကြီးမှာ scan ဖတ်ပြီးတော့မှဝေလို့ရတယ် exam hall ပါ exam hall ဒီ
ဟို stock တွေပါတွေ trading လုပ်တဲ့ floor လား okay အဲ့တော့ဒီ financial technology နဲ့ပတ်သက်တဲ့အပိုင်းတွေပေါ့ investment တို့ banking တို့ဒီကောင်းတွေပတ်သက်တဲ့အပိုင်းဒါ trading floor ဆိုတာ alright trading နော်ဘောင်းနေနှုတ်ဒီဘာလဲတော့ဒီ currency trading လုပ်တဲ့ပိုင်းဒါ trading floor ပါ financial technology နဲ့ပတ်သက်တဲ့ talent zone cyber security ဒါ cyber security room မှာ cyber security facility ကတော့ဒါမှမရှုံဘူးသေးပါမယ်နော် top of the notch ပဲနော် server စီ ဟုတ်လားဦးဖြစ်နေတဲ့ live thread တွေပဲ live thread ဒီကလေးကအိုက်ရှာပေါ့အိုက်ရှာပေါ့စကူရဲ့အားရ ဟာ နောက်တော့ US ကိုသွားတယ်ဒီစီဇန်ကြီးထဲမှာဆိုရင်သူတို့500 scenario ကိုပြီးတော့မှပဲသူတို့ bachelor ရတယ်တက်ကြိတ်ရတယ်ဒီမှာပဲဗီဒီယိုအတက်ကြီးပေါ့လို့သူတို့အများကြီးနိုင်ရရအောင်လုပ်စီ So after they have one module, they get official certificate from Cisco. CCN. မြန်မာမှာဆိုရင်တော်တော်ပြီးရတယ်။ဒီနေ့ပုံလို့တယ်။ဒါတော့ဘယ်လိုလဲ free ရ Cisco နဲ့ပတ်သက်တဲ့ဒါ certify လည်းရတယ်ပေါ့နော်။အဲ့ဒီဘက်မှာသူတို့သတ်မှတ်ထားတဲ့ module တွေပြီးဖို့လို့လိုတယ် free ပဲပေါ့ course မှာပါပြီးသားပေါ့နော်။တခြားနေရာမှာတည်တံ့သူထပ်ပြီးတော့သင်မယ်ဆိုရင်အနည်းဆုံးမြောင်ဝင်33လောက်ထပ်ပေးရတယ်လို့ပေါ့။ It or the department level က blue straight နဲ့ဒီလို production လုပ်ရတယ် VR ရနဲ့ပတ်သက်တဲ့ဘိုင်းတွေတော့ဒါ facility channel လေးတွေလုပ်တယ် channel လည်းပါပြီးရင်ဒါစမ်းကြောင်းသားရဲ့ project ဘာလို့ဒီရတယ်ဆိုတော့တို့ဒီ furniture လေးကတည်းကလုပ်ကြရတယ်ဒီကကတော့ဘယ်လို production လုပ်တာတဲ့ ရုပ်ရှင်ရဲ့ခန်းတော့မဟုတ်သူတို့အဲ့ 2D 3D လေအဲ့နောက်ကအဲ့ဒီ 2D 3D တွေဒီတိုင်းဆွဲပြီးသွားအပြင်မှာ၄ရောက်လုပ်ဖို့တော့ကတော့ green screen ဆိုတယ်အဲ့ green screen studio ပေါ့တို့မြန်မာအကြောင်းသားတွေအနေနဲ့ပေါ့မလားတိတ်ပြီးတော့အရင် popular မဖြစ်သေးပေမဲ့တကယ်ကြောက် animation နဲ့ပတ်သက်တဲ့တကယ်ဒီ local တွေနဲ့တခြားသောဒါ international student တွေတခြားနိုင်ငံတွေလောက်ကြတယ်ပေါ့နော်အားလုံးတွေ့ရတယ် တော့ IMB နဲ့လုပ်နေတယ်တော့ IMB မှာဒီ surgeon တွေအတွက် surgical ဘိုင်းတွေအတွက် physical လုပ်ဆရာမလို့ဒီလိုပဲနဲ့ဒီ VR AI ကနေပြီးတော့ပါမယ်သူတို့ ပြောချင်တာဟိုမှာထားပါတော့အခုမလေးရှားစာကျင်ကနေပြီးမြန်မာနိုင်ငံမှာ operation လုပ်မယ်ဆို local line လာကြမလို့ အဲ့လိုတော့ဟိုမတာအဓိက practical ဘိုင်းဟိုအဓိက all practical ဘိုင်းသူတို့ practical လုံးမဲ့ဟာမှာသူတို့အပြင်ဟွာမလို့တကယ်ဟို simulation ကိုအပြင်မှာ physical မလို့အဲ့ဒါက headset တက်ပြီးတော့အဲ့ဒါ simulation လုပ်ရုံပဲ alright okay နော်အဲ့ကတော့ချင်းချင်းမှာတော့ IT ဘိုင်းဟိုနဲ့အခုညီလိုရဆို ABU လာတာပဲ VR headset တွေ Premium Pro editing နဲ့ပတ်သက်တဲ့ဘိုင်းတော့ပေါ့ Labro မှာပြောချင်တာဟိုတခုခုလေးတော့ module တခုခုလေးတော့ဆိုရင်တော့မှပဲသူတို့မှာတိတက် dedicated လုပ်ပေးထားတဲ့ facility ရှိအဲ့တော့ဒီနားလေးကသူတို့ browser လေးတွေမှာပါတယ်
Okay ဒါ library ပါခင်ဗျာနော်နောက်ပိုင်းတစ်ခုသိရတာက physical library ချက် digital library ဘိုင်းတွေပေါ်တော့ library ဆိုတာထက်တကယ် easy တော့ချိုးပြီးတော့ပေါ့နော်အကြောင်းသားတွေလည်းချိုးဖို့တော့နောက်ထပ်နေရာတစ်ခုလို့ပြောရအောင်ပုံမှန်လူနေရမယ်တချို့တော့ဘဝကြီးဆုံးကုမ္ပဏီတွေပေါ်လာတာလို့ပဲထင်တာပါevery ဝင်တော့ပါမယ် every ဝင်ပါမယ် okay library အရှာဘာမှ scanner တွေမလိုပါဘူးခင်ဗျာဝင်တော့ပါမယ် library counter ပါchill တဲ့နေရာလို့တော့ပြောတယ်စီရောမှာ chill ဒီကတော့ဒီခုဖြစ်တဲ့ကျောင်းသားတွေသူတို့အတက်ပြည့်တဲ့ဒီမှာပဲလာပြီးတော့ နေရတာများစားကြတယ်စားလို့ကြတယ် group လိုက်ပြန်ဖွဲ့ပြီးသူတို့လောက်ရှာရှိရလို့လည်းစားလို့တယ် ဆောင်းကြတယ် very တော်များပါ ဒါပေမဲ့ခုနောက်ပိုင်းကျောင်းတော်တော်များများတော့ e-library ဘက်ကိုပဲသွားကြတော့ပါပဲနော် library ဘက်သွားကြတာ ကျောင်းသားတွေလည်းလက်ပြီးပါ Max Studio တို့ e-library တို့ခုနောက်ပိုင်း facility တွေအများကြီးသွားတော့ဟောလေ physical စောက်တယ်နည်းနည်းလေးဒါပေမဲ့ကိုရီးယားတော့ physical ကြိုက်တော့ပါ physical ကြိုက်တော့မှာဘာလို့ the touch the smell တွေ ဟုတ်တယ် ဟုတ်တယ်မလား ကိုင်းသိကိုင်းတယ် memory တွေသူနဲ့စောင်းနေတော့ကြာမှာရှိ တယ် တယ် ပတ်သက်လို့ရတယ်လက်ပြီးပါလေလက်ပြီးရတယ်ဒီ project တွေလက်ပြီးရှိဟုတ်တယ်ပြန်ခံ อ๋อကဲအခုလိုမျိုး APU Campus Store ကိုအဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီတော့ကျေးဇူးအထူးတင်ရှိရင်းနဲ့ Asia Pacific University တက္ကသိုလ်ဝင်ခွင့်နေ scholarship တွေနဲ့ပတ်သက်လို့အသေးစိတ်သိချင်တဲ့ကျောင်းသားမိဘတယောက်ချင်းစီတိုင်းကို personalized free counseling ရယူနိုင်နေပြီဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ hotline number ဖြစ်တဲ့3925324015သို့မဟုတ် page messenger တွေကနေတစ်ဆင့်အခုပဲဆက်သွယ်မိမြန်လို့ရပါတယ်